ဟုတ်ပြီဒီချက်အခုတက်ပေးမှာက2024ဂျွန် P2 က question 8ဒီချက်တန်းထဲမှာလည်းရေးထားခဲ့တဲ့ homework ဆိုပြီးတော့လေအဲ့ဒါလေးပဲဒီချက်တွက်ပြလိုက်မယ်အဲ့တပုတ်ပြီးရင်တော့ပြီနော်အဲ့ဆိုရင်အဲ့တပုတ်ရဲ့အပေါ်မှာ record တပုတ်ရှိရလေကွယ်အဲ့ဒါပြီးအတန်းထဲမှာတင်တဲ့ပုံစံလေးရောတွက်လိုက်အောင်လေအတန်းထဲမှာဘာတွေတင်လဲဒီချက်မသိတော့ဘူးသိလားအတန်းထဲမှာတင်တဲ့ပုံစံလေးပြန်တွက်မယ်ပြီးရင်အတန်းထဲမှာတင်တဲ့ပုံစံ3-4ပုတ်လောက်တော့ရှိမယ်သိလားနော်အခုကဒီချက်ကဘာကိုတွက်ပြမလဲဆိုရင်2024ဂျွန်2024ဂျွန် P2R question 8ကိုတွက်မယ်တကယ်ဟုတ်နော်အဲ့မှာနံပါတ်8လို့ရေးထားတယ်နော် the sum of the first two terms ဆိုဒီချက်ကနေဦးနော်ဒီဟာလေးလုပ်လိုက်အောင် question ကိုဘယ်ကနေယူရမလဲ question ကိုကြည့်အောင်မလေ question ကကြည့်ပြီနောက်ထပ်တော့ကြည့်လိုက်တော့ question မရတော့ဘူးဒီချက်ပဲဟိုခိုင်းရမသွားတော့ညားလေလို့ဒီကနေရှာလိုက်ကြည့်ပြီကြည့်ပြီတွေ့နော်2024အဆုံးပါအဆုံးပုံစံပဲနော်2024ဂျွန် P2R question 8ကိုဒီချက်တွက်မယ်ဟုတ်ပြီအဲ့နော်ကြော်ကြည့်လိုက်ဒီချက်တွေမှာလောက်တာလည်းများနေ the sum of the first two term of a geometric series the sum of the first two term အဲ့ဆိုရင်တွက်ပြီနော် S the sum of the first two terms ဆိုတော့ S2 ပေါ့ first two term ဆိုတာ S2 က360လို့ပေးထားတယ်နောက်ကဒါလေးကကြောင်းမှာတွက်ပြီးသလိုပဲသိလားဒီချက်အခုနည်းနည်းလေးအမှတ်ရသွားပြီကိစ္စမရှိဘူးအတန်းထဲမှာတွက်တဲ့ပုံစံနဲ့တူသလိုပဲစိတ်ထဲမှာခံစားနေရနော်ဘာဖြစ်လဲမတက်နိုင်ဘူးအဲဆိုအပေါ်ကတပုတ်ရဒီတပုတ်ရအတန်းထဲမှာတွက်တဲ့ပုံစံတွေပဲကြည့်လိုက်တော့နော်ဒီချက်ဒီထဲကနေပဲထုတ်လိုက်တော့မယ် S2 ဒီ360နောက်က second term ဆိုတာ U2 U3 equal to 288နော်အဲ့ဒါပဲကျန်တဲ့ပုံစံတွေအကုန်စင်စင်လေးတွေကြီးပဲတောက်နော်လိုက်တွယ်အဲ့လိုမျိုးလေး U2 နဲ့ U3 ဟုတ်ပြီအဲ့တော့ n ချိန်မြောက် term နဲ့ तू က n ချိန်မြောက် term ဆိုတော့ကြာတော့ तू က UN ပေါ့အဲ့ဒါ UN ကိုတဲ့ the n ချိန်မြောက် term of G is UN show that UN ကအဲ့ဒါရကြောင်းပြပါတဲ့နော် show that UN ကအဲ့ဒါရကြောင်းပြပါအဲ့တော့ဒီကျတို့ကိုနီးကိုဟန်နဲ့ UN ကိုရှာလိုက်ပြီးတိုင် compare လုပ်လိုက်လေပြီးပြီပေါ့ကိုနီးကိုဟန်နဲ့ UN ကိုရှာမယ်ဒါဆိုရင်ဒီမှာကU2 နဲ့ U3 လို့ပေးထားရတဲ့အတွက်ကြောင့်ဒါလေးကိုလည်းဒီကျတို့တွေက U1 နဲ့ U2 နဲ့ပေါင်းခြင်းလို့အဲ့လိုပြောင်းကြည့်လိုက်လို့ရတယ်360ကိုဟုတ်ပြီနော်360ကို U1 နဲ့ U2 နဲ့ပေါင်းခြင်းလို့စဉ်းစားလိုက်ဒါဆိုရင် U1 ဆိုတာ A ကွာ U2 ဆိုတာ AR ကွာဒါအတန်းထဲမှာတွက်ဘူးသလိုပဲဒီချက်360 degree ဒီမှာ homework ပေးလိုက်လို့တွက်ပေးနေရတာနော် U2 ဒီ AR plus AR square 288ဒီချက်ဒါလေးကို homework တော့ပေးလိုက်တယ်ဒါပေမဲ့သိတဲ့လူမှသိမှာအာရုံကမစိုက်ကြဘူးဆိုတော့လေနော်အားကြောင့်မလို့288အဲ့ဒါ equation 1နဲ့ equation 2ဖြစ်သွားပြီ equation 1နဲ့ equation 2အဲ့ equation 1နဲ့2နဲ့ကိုဒီကျတို့စားပါလို့ပြောပြီးသား GP တွက်ရင်စားပါနော်ပုံမှန်တိုင်းရှင်းလာတဲ့သူတွေရိုက်မှာအဲ့ဒါအမှန်မပေးဘူးတုံညပေးမှာနော်စားလိုက်တော့အဲ့ဆိုရင်ဒီကျတို့တွေကဘာလို့ DB ဘာနဲ့စားမလဲကြိုက်တယ်လို့သာစားရတယ်360ကို DDB စားစားသူကဒီမှာ4.5 ကလေးရခြင်းတော့ဒီကျကတော့နည်းနည်းလေးညံများလိုက်မယ်ဒီမှာအာတန်မိုးလေးက4.5ရနေတော့ဒါနဲတာကိုတီးပြီးတော့များတာနည်းနည်းပဲစားရတော့မယ်ဒါကြောင့် equation 2ကိုတီးပြီးတော့ equation 1နဲ့စားကြိုက်တယ်လို့တော့စားလို့ရတယ်နော်ဒီကျဒီမှာအာတန်မိုးလေးကအဲ့ဒါရမှန်းသိနေလို့နော်အပေါ်က288ကိုတင်လိုက်မယ်နဲတာကိုတင်လိုက်တာပေါ့နော်ဒါဆိုရင် AR plus AR square by A plus AR
အဲ့လိုဖြစ်သွားပြီးတော့ခါကျဒီဘက်မှာလည်းပဲ288ကိုတီးပြီးတော့360နဲ့စားလိုက်တော့ဟုတ်နော်အဲ့ဆိုရင် teacher တို့ဟိုပုံထုတ်မယ် a ကိုပုံထုတ်မယ်အဲ့ဆိုရင်1 plus r ဟုတ်နော် a ကိုပုံထုတ်မယ်1 plus r 1 plus r ရမယ်ဟိုက a ကိုပုံထုတ်ရင် r plus r square ပါကွာဘာလို့ပြောနေမှမသိ a ကိုပုံထုတ်ရင် r plus r square ကြေဟုတ်ပြီနော်အဲ့288ဘိုင်ဟိုကိုဒီချက်စားကြည့်မယ်နော်288ဘိုင်360ကိုစားကြည့်လိုက်ဟောဒီချက်ကလေးဒါဗာရင်းညာရေဝင်နေလို့မလို့288ဘိုင်360 4/5ရမယ်ဟုတ်ပြီအဲ့ဒါရလားရောအဲ့ဒါရလာပြီဆိုရင်ပုံမှန်တိုင်းပဲဒီချက်တို့ကအာတမ်မိုးကိုရှာဖို့အတွက်ဆိုရင်အော်တခါတည်းရအောင်ဒီချက်တို့ AR ကိုဆွဲထုတ်ရင်ကောင်းလားယင်အောက်ကဟိုအပေါ်က AR ကိုဆွဲထုတ်ရင်မကောင်းလားနော်အဲ့ဆိုရင်တခါတည်းအာတမ်မိုးရသွားမယ်လားAR ကိုဆွဲထုတ်ရင်ခဏရင်တော့ဒီချက်လုံးကြည့်အောင်မယ်ဒါလေးကိုလေနည်းလေးညံလေးများလိုက်အောင်မယ် AR ကိုဆွဲထုတ်လိုက်မယ် AR ကိုဆွဲထုတ်လိုက်ရင်1 plus r ရသွားမယ်နောက်တစ်ခါ A ကိုဆွဲထုတ်လိုက်ရင်1 plus r အဲ့ဒါ1 plus r ချင်း j a ချင်း j r တန်းရသွားမှာ r တန်းဘိုးက4/5အဲ့လိုညံများလိုက်မယ်နော်ခုနကတော့ဆိုရင် तू က AR ကိုဆွဲထုတ်လိုက်ရင်1 plus r ကျန်မယ် A ကိုဆွဲထုတ်လိုက်ရင်လည်း1 plus r ကျန်မယ်1 plus r ချင်းလည်း j a ချင်းလည်း j r အဲ့ဆိုတစ်ခါတော့ကွက်တီပဲဘာမှ crossing မြောက်နေစရာမလိုဟုတ်ပြီနော်အဲ့လိုလေးညံများလိုက်မယ် r 4/5 okay A စာတော့မယ် A ဆိုဒီမှာနော် A ဆိုဒီမှာစဉ်းစားလိုက်မယ်ကွာနော်အဲ့တော့ A ဆိုဒီမှာဒီမှာ360နဲ့တစ်ချက်ဒါလေးကိုတွေးလိုက်မယ် equation 1ကိုနည်းနည်းလေးချိန်လိုက်မယ် A ကိုပုံထုတ်လိုက်မယ်ဆိုရင် A ကိုပုံထုတ်လိုက်မယ်ဆိုရင်1 plus r equal to 360ဟုတ်ပြီနော်အဲ့ဆို A ဆိုဒီမှာ360ကိုဒီပြီးတော့မှ1 plus r နဲ့စားတယ်လို့အောက်မေ့လိုက်မယ်နော်ဒါဆို equation 1ကိုကိုယ့်ကိုချိန်လိုက်တာပေါ့နော် A ကိုလိုချင်လို့အဲ့ကြောင့် A ဆိုဒီမှာဘယ်ရလဲလို့မမင်းနဲ့ equation 1ကိုတွားချိန်လိုက်တာဟုတ်ပြီနော် A တန်ဖို့ equation 1မှာ A တန်ဖို့ကိုပုံထုတ်လိုက်တယ်အဲ့တော့1 plus r ကျန်တယ်1 plus r by 360ဒါကြောင့်360 degree ကိုဘာနဲ့စားလိုက်တာလဲဆိုရင်1 plus r နဲ့စားလိုက်မယ်ဟုတ်ပြီနော်အဲ့တော့ A equal to ကအဲ့တော့360 by အောက်က1 plus r တန်ဖို့က4/5ဟုတ်ပြီနော်ဒါဆိုရင်တကောင်5 9 9 360ဒါကိုရှင်းလိုက်မယ်ပေါ့ကွာဟလာ5/9ဖြစ်သွားမယ်ဒါဆိုရင် equal to အဲ့တော့360ရဲ့ဘာရဲ့မြောက်အောင်ပါလဲဆိုရင်5/9ရဲ့မြောက်ရမယ်ပေါ့6 4 3 6ဒီကနေ့ဆို200ပေါ့နော်6 4 36ဆိုတော့200ရပြီအဲ့တော့ A 200ရပြီ A 200ရ A 200ရရင် UN ကိုရေးမယ် UN ဆိုဒီမှာ AR power n - 1လို့သိထားတယ်ဒါဆို A နေရာမှာ200ကိုရေးလိုက်မယ်တွက်ပြီးသားကြီးလိုပဲနော်4/5 4/5 r တန်ဖို့က4/5ဟုတ်ပြီနော်အဲ့တော့ power မိုင်းနိုင်အောင်အဲ့ဒီချက်တွေတွက်တုံးကလေ white board မှာတွက်တုံးကလေဒီလို AR ကိုမထုတ်လိုက်မိဘူးသိလား crossing မြောက်ပြီး r တန်ဖို့2မျိုးရတာလားဘာလားမသိဘူးသိလားနော်အဲ့တော့ဒီလိုမျိုးလေးပဲတွက်ပြီးရင်ပိုကောင်းတယ်လေနော်ဒါတွက်ရင်နဲ့ကိုကနည်းနည်းလေးစဉ်းစားပေါ့ငါဘလို့မြန်တဲ့နည်းကိုသုံးပါလဲအဲ့လိုမျိုးလေးတွေကိုကကိုအုံနောက်ကိုဖြန့်ကျက်ပြီးတော့လေနော်တီချက်ရဲ့စာသားလေးတွေဒါ level နှိမ့်တာတွေရော level မြင့်တာတွေရောအုံနောက်မြင့်တာတွေရောနှိမ့်တာတွေရောအဲ့တော့နော်ဒါအုံနောက်နည်းနည်းမြင့်ပြီးတွက်ထားလိုက်တာဟုတ်ပြီနော်အဲ့ဆိုရင်အာတမ်မိုး4/5တက်ရသွားတယ်ဒီအတက်တက်မှာတော့တွက်တော့အုံနောက်နည်းနည်းနှိမ့်တာလားမသိဘူးကျတို့ဟိုကလေ crossing နေမြောက်ပြီးတွက်တာအာတမ်မိုးတွေ2မျိုးရလားမသိနော်အဲ့လိုမျိုး level ကနည်းနည်းလေးတွိန်နဲ့မြင့်သွားတာပေါ့နော်ဟုတ်နော်တခါလေးတော့ဒိုင်းကနေမမြင်ဘူးဟုတ်ပြီ where a is an integer to be found နဲ့explain နဲ့ y ဟုတ်တယ်ဒီပုစာကြီးလုံးဝမှတ်မိနေဒီချက်ဘာလို့နှစ်ခါပေးလိုက်မိရလဲမသိဘူးနော် explain why g is convergent နော် convergent ဖြစ်ပါကြောင်းရှင်းပြပေးပါဦးတဲ့သူအဲ့လိုမျိုးပြောတာကွာနော်အဲ့ဆိုရင် convergent ဆိုရင်သူက r တန်ဖိုးက more or less than 1 more or less than 1ဟုတ်ပြီနော်ဒါဆိုရင်သူက g is convergent because ဘာလို့လဲနံပါတ် b ဟုတ်ပြီနော် g is convergent ဖြစ်တယ်လို့ရေးလိုက် c o n v e r g e n d g is convergent ဟုတ်နော်သူက explain ဆိုတော့ because နဲ့သွားလိုက်မယ်ဘာကြောင့်လဲဆိုရင်တဲ့ more r က less than 1ဖြစ်တယ်ဟုတ်ပြီနော် r ဆိုဒီမှာဘာလဲဆိုတော့4/5ဟုတ်ပြီနော်ထို့ကြောင့်မို့လို့4/5ဆိုဒီမှာဘယ်သူအောက်ကိုငယ်လဲဆို1အောက်ကိုငယ်တယ်ပေါ့ဟုတ်ပြီနော်အဲ့ဒါတို့လည်းတော့ကိုကရှုပ်တာရေးရတာကြီးနော်တီချာရေးပြန်မယ်ဒီ more or less than 1ဆိုတော့ရေးရတီချာပါဇက်ကဆွဲနေလို့တခါတည်းဟိုလိုရေးလိုက်ရင်ရတယ် because absolute value more 4/5 less than 1ဒါပဲပြီးပြီဒီကြောင်းလည်းပဲဖြေထုတ်လိုက်တော့ရှုပ်တယ်နော်ဟုတ်ပြီအဲ့ပြီးတော့ c ကကြတော့ sum to infinity s infinity ပေါ့အဲ့ဆိုရင် a by 1 minus r ဒီအောက်က infinity ကထည့်လဲရမထည့်လဲရလို့နားလဲမယ်နော်ဒီအောက်က infinity ကထည့်လဲရမထည့်လဲရအဲ့ဆိုရင် s infinity equal to
a by 1 minus r ဆိုတော့ a နေရာမှာတချို့တို့က200ကိုသွင်းလိုက်1 minus r နေရာမှာ4/5ကိုသွင်းလိုက်เนาะအဲ့ဒါကို calculator ရိုက်လိုက်ပေါ့အဲ့ဆိုရင်4/5ငါလေးလီ200အဲ့နဲ့ calculator ရိုက်တယ်နော်1/5အော်ဒါဆိုရင်5နဲ့9နဲ့10 1000ပေါ့1000เนาะဒါလည်းမှတ်မိနေသလိုပဲဒီအဖြေလေးကိုလည်းเนาะဟုတ်ပြီအဲ့ပြီးရခါကျနောက်ဆုံး sum to infinity of g ဒီချက်ဒီလိုပုံစံမျိုးတွေကြိုက်တော့ခါကျဒါတွေပဲမျက်စိကရအောင်လား find the sum to infinity of g ပြီး find the least number of the term of with for which sum is greater than 978တဲ့เนาะအဲ့တော့ find the least number of terms ဆိုရင် n ကိုမေးရလို့ပြောပြီးသားဟုတ်เนาะ n ငါတဲ့ for which ဘယ်ခါမှလဲတဲ့သူ့ရဲ့ sum က greater than 978တဲ့ d ကိုတွက်မယ်ဒီချက်เนาะအဲ့ဆိုရင် sn ပဲကွာ sn က greater than 978နဲ့ချလိုက်တော့ဟုတ်เนาะ sn က greater than 978နဲ့ချလိုက်တော့အခါကြတော့เนาะ sn က greater than 978နဲ့ချတော့ sn ရဲ့ formula ကိုရေးတဲ့အခါမှာ a1 minus rn by 1 minus r နဲ့ပဲသုံးမယ်လို့ပြောပြီးသားเนาะဒါ infinity နဲ့တွေ့နေတာမို့လို့ဟုတ်เนาะ infinity လဲပါတဲ့ပုံစံကြီးပြီးရင် r တန်မို့ကလည်း1အောင်ငယ်တယ်ဆိုရင်ဒါကိုသုံးလို့ပြောပြီးသားဟုတ်ပြီเนาะအဲ့ဒီအချိန်မှာဒီချက်ညံများမှာဘာညံများမှာလဲဆိုရင်ဒီ a by 1 minus r ရဲ့နေရာကိုဗာထည့်လိုက်မှဆိုရင်1000ကိုထည့်ချလိုက်တော့အဲ့ဆိုဒီချက်တို့တွေကသိရမလားတိတ်မတွဲရတော့ဘူးပေါ့เนาะတိတ်မတွဲရတော့ဘူးပေါ့ဒါဆိုရင်1 minus r နေရာမှာ4/5 the whole power n greater than 978အဲ့လိုဖြစ်သွားမယ်ပြီးကြရင်1000ကဟိုဘက်ကိုသွားလိုက်မယ်ဟုတ်ပြီเนาะအဲ့ဆို a by 1 minus r ဆိုတာက sum to infinity အဲ့လိုနားလည်မယ်ဟုတ်ပြီเนาะဒါအခုတချို့နားမလည်တဲ့သူတွေရှိသေးတယ်ဘာလို့လဲဆိုတော့ဒီတခါတည်းသွင်းနေတာကြားတယ်เนาะအဲ့တော့ကျတော့ infinity ရှိရဲဆိုရင် sum to infinity ရှိရဲဆိုရင်ဒီကျတို့က a by 1 minus r ရ sum to infinity ပဲအဲ့ဒါ1000အပေါ်မှာရခဲ့ပြီးသားဟုတ်ပြီเนาะ sum to infinity ရှာထားပြီးသားဆိုရင်အောက်မှာအဲ့လိုမျိုးတွေတွေးခဲ့တယ်ဆိုအဲ့လိုပဲသုံးเนาะ sum to infinity ကိုဓာတ်ရိုက်သုံးလိုက်တယ်1000ဒါဆို1 minus 4/5 the whole power n greater than အဲ့ဆိုရင်ဒီချက်သွားစလိုက်အောင်မယ်เนาะ979နဲ့979ကိုတီးပြီးတော့979နဲ့ဒီချက်ရမှားပြီသိလားမလေးလေ978 978 978ကိုတီးပြီးတဲ့အခါကျရင်ဒီချက်တို့1000နဲ့စားဟုတ်ပြီနော်အဲ့စားလိုက်တဲ့အခါကျ0.979ရတယ်ဟုတ်ပြီနော်ဒါမှမဟုတ်ရင်ဟိုလိုလုပ်လိုက်တော့သိရမလားဒီချက်အမြဲတမ်းအပြည့်လိုချင်တာလေနော်ဒီချက်အမြဲတမ်းအပြည့်လိုချင်တာအဲ့ဆိုရင် minus 4/5 the whole power n greater than 978 by 1000အနှုတ်1လောက်ချလိုက်အဲ့ဒါဆိုရင်တီချာတို့အတွက်တိတ်တဲ့သမတွေပိုင်းတိတ်မဖြစ်ရတော့ဘူးပေါ့နော်တီချာအဲ့ရလုပ်ကိုလုပ်မယ်အဲ့တော့978 by အက1000ကိုတစ်နှုတ်မယ်တစ်နှုတ်တစ်အဲ့လိုချလိုက်တာကောင်းမယ်နော်အဲ့ဆိုရင် minus 11 by 500 minus 11 by 500ပဲခေါ်ခဲ့နော်ဒီချက် fraction ပဲခေါ်ခဲ့မယ်နော်အဲ့တော့ minus 11 by 500 minus ထွက်တယ်အဲ့လိုမျိုးကိုက်ညီနေတာတွေများတယ်ဒီချက်တွက်တာတွေလေနော်တွက်မိသလောက်တော့ပေါ့နော်minus တစ်ဖက်ထဲရင်တွေ့နေရတာတိတ်မတွေ့ရဘူးအဲ့ minus တစ်ဖက်ထဲတင်ဆိုရင်ကို calculation နဲ့မှားလို့ဒါအောင်မိလိုက် calculator ကိုသေချာနှိပ်နော်ဟိုဒီနေ့ကလို့ယူပါကျော်လို့ဖြစ်မှာယူပါကျော်လို့သမီးတို့ပုဖူတို့လေကျိုးတွက်တဲ့အဲ့ပုံစံ7ရတဲ့ပုံစံလားအဲ့ဒါလေးလည်းပြန်ကြည့်ထားအောင်နော်အဲ့7ရတဲ့ပုံစံအဲ့ဆိုရင်အန်တန်မိုးကဒီမှာ minus တွေကိုခြေတယ်ဆိုရင် 4/5 ဒါဂွင်းနဲ့လို့ရင်ပိုကောင်းတယ်ဒါလေးတွေကဂွင်းနဲ့ရင်ပိုကောင်းတယ်နော်အဲ့ကြတော့ 4/5 the whole power n less than ဖြစ်သွားမယ်11 by 500ဟုတ်နော်အဲ့ဒါကိုမှ logarithm ယူတော့မယ်အဲ့ဒါကိုခုယူပါကျော်တို့ကဒီလိုချလိုက်တော့တာသိရမလား logarithm ဆိုပြီးတော့ဒီမှာ 4/5 ဆိုပြီးတော့ဒီမှာက11 by 500ဆိုပြီးချလိုက်တော့တာအဲ့နေရာမှာအဲ့လိုရေးလို့မရဘူးလားမဟုတ်ဘူးရတယ်ဒါပေမဲ့ဒီချက်လက္ခဏာစစ်မှာလို့ပြောပြီးသားနော်လက္ခဏာကဘယ်လိုစစ်ရမလဲဒါဆိုဒီအဆင့်ကိုဒီချက်တို့ကရေးတော့ရေးခြင်းတယ်ဒါပေမဲ့ဒီအဆင့်ကိုဓာတ်ရိုက်ရေးလိုက်ရင်မှားနိုင်ခြေရှိတယ်ဘာလို့မှားနိုင်ခြေရှိတာလဲ logarithm မှာဒီချက်တို့တွေကဒီ log ယူလိုက်တဲ့အချိန်မှာပေါ့နော်ဒီချက်ကတစ်စင်ချင်းတွက်မယ်ကြည့်လိုက်တစ်ချက်တစ်စင်ချင်းတွက်ရင်မမှားနိုင်ဘူး LG ယူလိုက်မယ်တစ်စင်ချင်းတွက်စေချင်တာဒီချက်ကမမှားအောင်လို့နော်ဒါဒီချက်စေတနာ LG 11 by 500မှားနိုင်ခြေရှိလို့ခုနကယူပါကျော်တို့တခါတန်းထည့်တာဆိုတာလည်းမှန်တယ်ဒါပေမဲ့လက္ခဏာကြတော့မစစ်လိုက်ရဘူးလက္ခဏာကိုစစ်ရအောင်ပါနော်အဲကြောင့်မို့လို့ n lg မှန်တယ်ဆိုတာအဲ့လိုရေးနည်းရတော့မှန်တယ်လက္ခဏာကြရင်မှားနေမှာဟိုမှားတဲ့ခါမှားမယ်မှန်တဲ့ခါမှန်မယ်ဘာလို့လဲဆိုတော့ logarithm မှာအနှုတ်မထွက်ဘူးဆိုရင်သမီးတို့ဟာမှန်နေမှာဒီ logarithm မှာဒီ 4/5 ကို calculator နှိပ်လိုက်လို့အနှုတ်ထွက်နေရင်သမီးတို့ဟာမှားနိုင်ခြေရှိမှားမှာပေါ့
အဲ့လိုမျိုးအဲ့ကြောင့်ဒီချက်က LGU ဆိုတာကိုဒီချက်ကအဲ့လိုလေးပြောချင်တာဒီ LG 4/5 နဲ့ LG 11/400ကို calculator နှိပ်ကြည့်ဒီချက်စကားပြောတာမြန်နေမှာဒီချက်ကနောက်ထပ်လုပ်စရာတွေရှိလို့မလို့အခုသားသတိပေးလိုက်တာကောင်းသွားတာသိလားသားသတိပေးလိုက်လို့နော်ဒီချက်ကိုအာမနာနဲ့အဲ့လိုသတိပေးရတယ်အဲ့မှာဒီချက်အခုမြန်မြန်လုံနေတာအားကြောင့်မလို့ပါတယ်ဒီချက်အတန်းလေးတွေရှိသေးလို့အဲ့တော့ -0.96 ဆိုတာ minus ထွက်တယ်ဒီချက်အများနဲ့ပြောနေပါတယ်နော်နောက်က LG 11/500နှိပ်လိုက်တယ်မိုင်းနဲ့ထွက်ပါတယ်ဒါလည်းမိုင်းနဲ့ထွက်ပါတယ်ဒီချက်ဗမာလူတွေရေးနာအဲ့မဲ့ရေးချင်လို့ရေးနာမဟုတ်သေချာသတိထားအောင်မိုင်းနဲ့ထွက်တယ်အဲ့ဒီအခါမှာခုနကတော့တမီတို့ကဓာတ်ရိုက်ဟိုဘက်ကိုသွားလိုက်တယ်ဆိုရင်လက္ခဏာကိုချိန်ပြီးမှသွားရမှာအဲ့လိုမျိုးဒီနေရာမှာဓာတ်ရိုက်တွက်ချင်တယ်ဆိုရင်ဟောဒီဟာကို LG 4/5 ကို calculator နှိပ်ပေးအောင် LG 11/100ကိုလည်း calculator နှိပ်ပေးအောင်အဲ့လိုမျိုးအနှုတ်ထွက်နေတယ်ဆိုရင်ကိုရီးယားသွားတာတော့သွားလိုက်လို့ရတယ် less than greater than ပြောင်းပြီးမှသွား less than ကို greater than ပြောင်းပြီးမှသွား less than ကို greater than ပြောင်းပြီးမှသွားရတယ်အဲ့ဆိုရင်လက်ခံတယ်ဒီချက်เนาะဒီနေရာမှာချိန်မှမှန်သိအောင်လို့အမြဲတမ်းချိန်တာလားလို့မဟုတ်ဘူးလောယူတိုင်းချိန်တာမဟုတ်ဘူးအဲ့လိုလည်းသိစေချင်သေးတယ်လောယူတိုင်းချိန်တာမဟုတ်ဘူးဒီလိုနှိပ်လိုက်လို့အနှုတ်ထွက်မှချိန်မှာเนาะဒါမျိုးဆိုရင်ဒီချက်လို့တစ်စင်ညစ်တွက်သွားရင်အဲ့ဟာပြဿနာတိတ်မတက်တော့ဘူးဒီမှာ less than ဒီချက်သွားတော့မှမလို့ less than ရေးလို့မရဘူးဒီချက် greater than ရေးမှရမှာဒီချက်သွားတော့မှဘယ်ကိုသွားတော့မှဆို LG 4/5 ကဒီဘက်ကိုလာစားတော့မှာဟုတ်နော်အဲ့တော့ LG 4/5 ကဒီဘက်ကိုလာစားတော့မှာဆို LG 11/500ကိုတီးပြီးတော့ LG 4/5 နဲ့စားတော့မှာအဲ့ဆို तू ကသူ့မှာလည်းအပေါ်ကလည်းအနှုတ်ထွက်တယ်သူ့ကအောက်ကလည်းအနှုတ်ထွက်တယ်ဆိုတော့ဒီဟာကို calculator နှိပ်လိုက်ရင် तू ကတော့အပေါင်းတော့ပေးနေပါပဲအနှုတ်နှုတ်ချင်းခြေသွားတော့ဒါပေမဲ့တချို့သတိမမူမိမှာကအနှုတ်နှုတ်ချင်းကိုခြေတယ်ဆိုရင်ဒီလက္ခဏာချင်းတယ်ဆိုတာကိုသတိမမူမိတာပေါ့နော်ဒါကြောင့်မို့လို့ n greater than ဆိုတဲ့ဟာနဲ့သွားမှာအဲ့ကြမှာနှိပ်လိုက်တော့နော် LG ကိုပဲနှိပ်နေအလောကိုပဲနှိပ်နေကြိုက်တယ်လို့သာနှိပ်လိုက်တော့ဟုတ်လားအဲ့ဒါတော့သားတို့သိရမလား LOGO မှာမှဒီချက်တရားကိုနှိပ်နေတာဒီလိုဘေးနှစ်ဖက်ဒီမှာလည်းပါတယ်ဒီမှာလည်းပါတယ်အဲ့လိုနှစ်တုံးပါတာပေါ့နော်အောက်မှာလည်းပါတယ်အပေါ်မှာလည်းပါတယ်အဲ့နှစ်တုံးပါတာကိုဒီချက်နှိပ်နေတာခုနော်အဲ့ဆိုရင်ဟိုဘက်ကိုသွားတော့ဒီချက်ဘာကိုနှိပ်ရမှာလဲဆိုရင်11/500ကိုဒီချက်နှိပ်ရမှာ equal to အဲ့ဆိုရင်ဒီချက်ကိုဘာပေးလဲဆို70.10လို့ပေးတယ်16ဒသမကိုပေးတယ်နော်16ဒသမကိုပေးတယ်ဒီချက်ကို16ဒသမ134ကိုပေးတယ်နော်အဲ့ဒီအချိန်မှာ less than ဖြစ်နေရင်အဲ့ကောင်1ပြီလက်တန်းဖြစ်နေရင်အဖြေကမှားပြီဒီချက်တို့တွေသိလားနော်အမှတမိယူပါကျော်တို့ကိုတွက်လိုက်တာကြတော့ဒီမှာတခါတည်းတန်းရွှေ့လိုက်တော့မတိချက်ရမရဘူးလားလို့တစ်ချက်ကိုမေးရတယ်ဒါပေမဲ့လက္ခဏာချိန်မချိန်ကိုစစ်ရမယ်ဘယ်လိုစစ်မှာလဲ LG 4/5 ကို calculator ရိုက်ကြည့် LG ဆိုတော့ log သိရမလား LG တို့ပဲဒီချက်ပြောတာ LOG နော်11/500ကို calculator နှိပ်ကြည့်လို့အနှုတ်နှုတ်ထွက်နေတယ်ဆို less than greater than ချိန်ပြီးမှသွားပါနှမို့ဆိုရင်လွဲမှာဒါကြောင့်ဒီချက်တစ်စင်ချင်းတွက်တယ်နှစ်ဖက်လုံးကို LGU ပြီးကြရင် N ကိုအောက်ချLG ကိုသွားစားတော့မယ်လို့ကြံတယ်ဆိုရင်လက္ခဏာစစ် minus ထွက်နေလို့လက္ခဏာချိန်အဲကြောင့် n greater than 70.104ဒါဆိုရင်ဒီချက်ဒီလိုစဉ်းစားမယ်70.104က greater than ဖြစ်တဲ့အတွက်ကြောင့်ဒီဘက်က integer ကိုယူမှာဆိုတော့ဒီအဖြေလေးက mask ကိုလည်းဒီချက်ကြည့်ပြီး18ကိုယူထားပါတယ်18ကိုယူထားပါတယ်ဒီပု္ပ္ပစာမြန်လားမသိဘူးเนาะ calculator ဟိုတခါတော့ခွန်နဲ့6နဲ့ရတဲ့ပုံစံဒါမဟုတ်ဘူးเนาะဒီကျတို့တွေအတန်းထဲမှာလေခွန်နဲ့6နဲ့ပုံရတဲ့ပုံစံတစ်ပုဒ်ရှိတယ်အဲ့ဒါလည်းတွက်ထားလိုက်အောင်နော်ခွန်ရတာ6ရတာနဲ့អော်ကြတာလေအဲ့ဒီမှာလက္ခဏာတွေကသေချာမလောက်ကြတဲ့ခါကျတော့အဲ့လိုခွန်တွေ6တွေအဲ့လိုဖြစ်နေကြတာโอเคဒါလို့ဆိုရင်ဒီပုံစံလေးတွေပဲထူးဆန်းတာကျန်တာလေးတွေကတော့အဆင်ပြေမယ်ထင်တယ်ဒီကျတော့လေ GP လေးကတော့မစိုးတလောက်တော့ရပြီထင်တာပဲဒါပေမဲ့ဒီလိုမျိုး summation တဲ့ပုံစံလေးတွေဆိုရင်ဒါဒီချက်ဒါမျိုးတွေဒီပုံစံတွက်ပေးဦးရမှတ်တာပဲထားလိုက်တော့လောလောဆယ်တော့နော်ဒါဒီချက်ပြန်နှွှေးတဲ့ခါကျရင်တပုတ်ချင်းတော့ပြန်တွက်အောင်ပါလေ revision ပြန်တဲ့ခါကျရင်လောလောဆယ်ဒီပု္ပ္ပစာလေးပဲကြည့်လိုက်တော့နော်အားလုံး bye bye အဲ့တော့ဒီချက်အတန်းထဲမှာတွက်တဲ့ပု္ပ္ပစာတွေရဲ့အခု record နှစ်ပုဒ်ရဲ့ကိုကြည့်ထားလိုက်ပါတော့ဒီချက်ထပ်မပို့တော့ဘူးနော်